ထိုင်းစာရေးတဲ့အခါမှာဥပမာတွေအများကြီးလဲပေးချင်တယ်စာကြတော့လေရှေးမရေးချင်ဘူးဒါဆိုရင်ဘယ်လိုလုပ်ရမလဲဒါဆိုရင်တော့ယုံကြည်စိတ်ချစွာအားကိုးလို့ရတဲ့သူလေးရှိပါတယ်သူ့နာမည်ကတော့ Bayan Yai လို့ခေါ်ပါတယ် Bayan Yai လို့ပြောရင်လော်လင်ရဲ့အရှိအနောက်နှစ်နေရာမှာ Bayan Noi လေးပါပါတယ်သူကဘာလုပ်လဲဆိုလို့ရှိရင်အမျိုးအစားတူတဲ့အရာတွေကိုအများကြီးရေးပြနေစရာမလိုဘဲနဲ့သဘောပေါက်သွားစေတာပါမြန်မာစကားမှာဆိုရင်တော့အစရှိသဖြင့်ဆိုတဲ့စကားလုံးနဲ့တူပါတယ်အမျိုးအစားတူတယ်လို့ပြောတဲ့နေရာမှာဥပမာတရိษံဆိုတရိษံအသီးဆိုအသီးအပင်ဆိုအပင်အယောင်ဆိုအယောင်ဒီလိုမျိုးအမျိုးအစားတူတာကိုပြောတာပါအဲ့တော့ Bayan Yai ထည့်ထားတယ်ဆိုရင်ဘယ်လိုဖတ်မလဲဆိုတော့နှစ်နည်းရှိပါတယ်တစ်ခုကละလို့ဖတ်ပြီးတော့နောက်တစ်မျိုးကและอื่นๆလို့ဖတ်ရမှာပါအဲ့တော့ဥပမာနောက်တစ်ခုပြောကြည့်မယ်ฉันอยากไปเที่ยวหลายประเทศเช่นญี่ปุ่นเกาหลีนอร์เวย์บายันใหญ่အဓိပ္ပာယ်ကငါနိုင်ငံတွေအများကြီးကိုအလဲသွားချင်တယ်ဥပမာဆိုရင်ဂျပန်ကိုရီးယားနော်ဝေးအစရှိသဖြင့်ပေါ့နော်ဒါဆိုရင်ဖတ်တဲ့နည်းနဲ့ဖတ်မယ်ฉันอยากไปเที่ยวหลายประเทศเช่นญี่ปุ่นเกาหลีนอร์เวย์และနောက်တစ်မျိုးကฉันอยากไปเที่ยวหลายประเทศเช่นญี่ปุ่นเกาหลีနော်ဝေးและอื่นๆအဲ့တော့ Bayan Yai ကိုသုံးတတ်တယ်ဆိုလို့ရှိရင်တခါတလေကိုကအများကြီးမသိဘူးဥပမာလေးပေးချင်တယ်ဆိုရင်ကိုသိတဲ့တစ်မျိုးနှစ်မျိုးလေးကိုပြောပြီးတော့ Bayan Yai ထည့်ချလိုက်လို့ရပါတယ်ဒါဆိုရင်နားထောင်တဲ့သူဖြစ်ဖြစ်ဖတ်တဲ့သူဖြစ်ဖြစ်သူ့အတဲ့သူဆက်ပြီးတော့စဉ်းစားပါလိမ့်မယ်အဲ့တော့လူလည်းကြားလို့ရတယ်ပေါ့နော် Okay bye bye